ဒီဟာအိတ်ရဲ့အပေါ်ဆုံးထပ်မှာဒါမျိုး view ကောင်းကောင်းလေးနဲ့အမိုက်စားတက်ပုံလေးရိုက်ချင်တယ်ဆိုလို့ရှိရင်တော့မရောက်ရအောင်သွားပြီးတော့ဒီနေရာလေးမှာတက်ပုံရိုက်ကြည့်လိုက်တော့ရာသီဥတုသားရတဲ့ချိန်ဆိုရမ်းမိုက်တယ်ဒါက level 1မှာရှိတာနော် level 1မှာဒီ H106 ဆိုပြီးတော့ဒီ level 133ရဲ့ဘေးမှာပေါ့နော်ဒီ sign board လေးရှိရဲ့ H106 ကအပေါ်မှာလည်းရှိတယ်အောက်မှာလည်းရှိရနော်နှစ်ခုမှားပြီးတော့တက်နေမှာဆိုလို့စပူရာကောက်တာတွေပါရှိတဲ့အထက်ပေါ့နော်အဲ့ဒီကနေပြီးတော့အဲ့106ဆိုရရေးထားတဲ့စာတန်းရဲ့အောက်ကနေ6လမ်းနေလာလို့ရှိရင်ကောင်တာတစ်ခုတွေ့လိမ့်မယ်အဲ့ကောင်တာနေဒီလိုပဲဘက်ကို꿰လိုက်ပြီဆိုလို့ရှိရင်ဒါမျိုး manage ရှိတယ်ပြီးလို့ရှိရင် DH ရှိရပေါ့နော်အဲ့ဒီအပေါက်ကတည်းကနေထွက်လာထပ်ပြီးပြီဆိုလို့ရှိရင်လည်းပြောတဲတဲလျှောက်သွားလိုက်နော်တဲတဲသွားပြီဆိုရင်ဟိုမှာ escalator ရှိရအဲ့ဒီနားဒီရအောင်သွားမယ်နော်သွားမယ်ဒီနေ့တော့ရှာလိုက်ရမောသွားပြီအဲ့အပေါ်ထိအောင်တက်သွားလိုက်မယ်နော်အပေါ်ထိအောင်တက်သွားပြီဆိုလို့ရှိရင်ဒီ view လေးကလည်းမိုက်တယ်ဒီ view လေးမှာလည်းတက်ပုံရိုက်လို့ရမ်းလာပဲဒီလားပြီးပြီဆိုရင်ကဲဒီဘက်ကိုတက်သွားမယ်နော်အဲ့ဒီမှာဟိုမှာရှင်သေးရုပ်ကလေးလည်းတရုပ်ရှိရနော်အဲ့ဒီဟာရဖြတ်ပြီးတော့အရှိတက်တဲ့ကိုသွားလိုက်မယ်နော်လေးလေးတစ်ဖြူဖြူနဲ့ရမ်းပါရတယ်တော်သေးရမိုးမိပါလို့အဲ့လိုမျိုးသွားပြီဆိုရင်ဟိုမှာတွေ့လာလက်ညှိုးထိုးပြထားတယ်မှန်နဲ့လှုပ်ထားတယ်လေးကအစင်းလေးပေါ့နော်မှန်ပေါင်လေးနဲ့လှုပ်ထားလေးကအစင်းလေးအဲ့လေးကဒီလေးကနေပြီးတော့အနောက်ခံထားပြီးရရင်ဒါမျိုး view မိုက်စားရှိတယ်အဲ့နေရာမှာဓာတ်ပုံသွားရိုက်ကြည့်နော်ရမ်းမိုက်တယ် view ကလည်းတအားကိုตาရတယ်ရာသီဥတုကလည်းตาရတဲ့အချိန်ဆိုတော့ဓာတ်ပုံရရင်အိုးလွဲ့နေမှသေးချတယ်အေးချမ်းနေရောပဲလေးတစ်ဖြူဖြူလေးနဲ့